မင်္ဂလာပါဒီနေ့ကမ္ဘာဖလားဥရောပသို့ခြေစစ်ပွဲနောက်ဆုံးရက်မှာတော့ဂရု E ရဲ့အုပ်စုပထမနေရာကိုအဆုံးဖြတ်ပေးမဲ့ပွဲတစ်ပွဲဖြစ်တဲ့စပိန်နဲ့တူရကီပွဲစဉ်ကိုရွေးချယ်သုံးသပ်ပေးချင်ပါတယ်ရွေးချယ်မှုလေးမစခင်ဘော်ဒီတပွဲလေးကိုပဲမိမိရထိထိမိမိကစားချင်ပါတယ်ဆိုတဲ့အကိုတို့အတွက်2000တန်ထိုးထိုးတပွဲကောင်းအာမခံပွဲစဉ်ထွက်ပါတယ်မနေ့ကလည်းဂျာမနီဂိုးပေါ်နဲ့အတူ2000တန်တပွဲကောင်းပွဲစဉ်ကတော့အဆင်ပြေအောင်မြင်မှုတွေရရှိခဲ့ပါတယ်ဒါကြောင့်မို့ပွဲတွေကိုလာရောက်ဝယ်ခဲ့တဲ့အကိုတို့လည်းငွေထုတ်ပိုက်ပြီးတော့အောင်မြင်မှုတွေရရှိခဲ့ပါတယ်ဒီနေ့မှလည်း2000တန်ထိုးထိုးတပွဲကောင်းပွဲစဉ်နဲ့အတူအောင်မြင်မှုတွေရယူခြင်းနဲ့ဆိုရင်တော့လာရောက်ဝယ်ယူလို့ရပါပြီအပေါင်းမပြခဲ့ဘူးဆိုရင်အကိုတို့မန်ပါချင်း2000ချက်ကိုပြန်အမ်းပေးဦးမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့တာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝရှိတဲ့2000တန်ထိုးထိုးတပွဲကောင်းပွဲစဉ်ကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ Viber နံပါတ်39698883ညောင်းလာရောက်ဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါပြီဗျာဒီနေ့ပွဲစဉ်မှာစပိန်ကအခုလက်ရှိနှလုံး20ရှုံးဂိုးပေါင်းသိန်း3လုံးအရှုံးဆိုပြီးတော့ဈေးဖွင့်လှစ်ပေးထားပါတယ်ဒီအုပ်စုမှာအခုလက်ရှိစပိန်က15မှတ်တူရကီက12မှတ်ရရှိထားပါတယ်ဒါကြောင့်ဒီပွဲစဉ်မှာစပိန်အနေနဲ့တေတမတ်ရတာနဲ့အုပ်စုဘိုးနေရာဖြစ်ပြီးတော့ဒီပွဲစဉ်မှာတူရကီကိုရှုံးသွားခဲ့ဦးခုလက်ရှိမှာ GD အနေနဲ့စပိန်ကတူရကီထက် +40 လောက်တာနေရကြောင်းတူရကီအနေနဲ့စပိန်ကိုနိုင်ခဲ့အောင်3ဂိုးပြတ်နဲ့စပိန်ကရှုံးခဲ့အောင်5ဂိုးပြတ်နဲ့ရှုံးခဲ့အောင်စပိန်ကအုပ်စုဘိုးနေရာကနေပြီးတော့ခြေစစ်ပွဲရောက်တိုက်ရိုက်အောင်မှာဖြစ်ပါတယ်ဒီလိုအနေထားတစ်ခုမှာစပိန်အနေနဲ့တူရကီကိုနှလုံး20ရှုံးထိပေးတယ်ဆိုတဲ့ဈေးကပြင်းတယ်လို့ပြောလို့ရပါတယ်ပါကြော့တူရကီအင်ကွင်းမှာတော့မှစပိန်ကတလုံးတည်ဈေးတန်းပဲပေးခဲ့တာပါဒါကြောင့်မလို့စပိန်အင်ကွင်းမှာအခုစပိန်ပြန်ဖွင့်ပေးရမယ့်ဈေးကတလုံးအရှုံးပါတူရကီအင်ကွင်းမှာတော့ကဇီးစစ်ဆိုတဲ့ရတဲ့နဲ့ဂိုးပြတ်နိုင်ခဲ့တာကြောင့်ဝေးကွင်းမှာဂိုးပြတ်နိုင်ခဲ့တဲ့စပိန်ကအခုသူ့ရဲ့အင်ကွင်းမှာနှလုံး20ရှုံးထိပေးတဲ့ဈေးကဒါဖြစ်တင်ဖြစ်တတ်တယ်လို့ကျွန်တော်တို့ယူဆပါတယ်စပိန်ရဲ့ပွဲတွေကိုကြည့်မယ်ဆိုစပိန်ကဂျော်ဂျီယာဘူဂေးရီးယားစတဲ့အသင်းတွေကို၄ဂိုးပြတ်နဲ့2ပွဲဆက်နိုင်ပွဲရရှိထားခဲ့တာကြောင့်စပိန်ရဲ့ဘော်ဒီဈေးကနှလုံး20ရှုံးထိပြင်းရှာနေတယ်လို့ကျွန်တော်တို့ယူဆပါတယ်စပိန်အနေနဲ့ပွဲစဉ်တိုင်းကိုဂိုးပြတ်သွင်းနေတာကြောင့်ဒီပွဲစဉ်မှာလည်းထိုးသားအားလုံးကစပိန်ရဲ့ဘော်ဒီဈေးကနှလုံး20ရှုံးထိပြင်းရှာနေတာကြောင့်ဒီပွဲမှာလည်းစပိန်ဂိုးပြတ်နိုင်ပွဲရအောင်ယူလိုက်မယ်ဆိုပြီးထိုးသားအားလုံးကတွေးနေတာပါဒီလိုအတွေးမျိုးကိုရအောင်လို့ဘူကီကထိုးသားတွေအတွေးတွေကိုဘော်ဒီဈေးပြင်းပြလိုက်ပြီးရိုက်ထိုက်လိုက်တယ်လို့ကျွန်တော်တို့ယူဆနေပါတယ်ဒီပွဲစဉ်မှာတူရကီအနေနဲ့စပိန်ကိုကြော်ပြီးတော့အုပ်စုဘူနေရာကိုမရနိုင်တော့ဘူးဆိုပြီးမဲ့ဂိုးသိက္ခာပိုင်းရစပိန်အင်ကွင်းမှာဂိုးပြတ်မရှုံးအောင်ကစားလာလိမ့်မယ်လို့ကျွန်တော်တို့ယူဆပါတယ်စပိန်အနေနဲ့လည်းဒီပွဲစဉ်မှာတူရကီကိုတည်ရင်ဒါမှမဟုတ်ရှုံးခဲ့အောင်အုပ်စုဘူနေရာကနေခြေစစ်ပွဲကိုတိုက်ရိုက်အောင်နေပြီဖြစ်တာကြောင့်စပိန်ကလည်းမို့လို့အဖေလူနာခံမဲ့ဂိုးတွေသွင်းမှာမဟုတ်ဘူးလို့ကျွန်တော်တို့ယူဆပါတယ်ဒါကြောင့်စပိန်ရဲ့ဘော်ဒီသေးပြင်းရှာနေပြီမဲ့လေဒီပွဲစဉ်မှာစပိန်ဂိုးပြတ်မနိုင်ဘူးလို့ကျွန်တော်ကတော့ယူဆမိတာကြောင့်တူရကီဘော်ဒီကိုပဲရွေးချယ်ပေးခြင်းပါတယ်စပိန်နဲ့တူရကီပွဲစဉ်မှာတော့တူရကီဘော်ဒီတစ်ကြောင်းလေးကိုပဲကျွန်တော်ကြံ့နေတတ်ပါတယ်ဒီနေ့မှာတော့ဘော်ဒီတစ်ပွဲလေးကိုပဲမိမိရထိထိမိမိကစားခြင်းပါတယ်ဆိုတဲ့အကူတို့အတွက်2000တန်ထိုးထိုးတပွဲကောင်းပွဲစဉ်ထွက်ပါတယ်2000တန်ထိုးထိုးတပွဲကောင်းပွဲစဉ်ကတော့အပေါင်းမပြခဲ့ဘူးဆိုရင်မန်မာချင်း2000ချက်ကိုပြန်အမ်းပေးအောင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့တာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝရှိတဲ့2000တန်ထိုးထိုးတပွဲကောင်းပွဲစဉ်ကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ Viber နံပါတ်39698883ညောင်းလာရောက်ဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုလည်း TikTok bio link မှာတင်ပေးထားပါတယ်မနေ့ကလည်း2000တန်ထိုးထိုးဝယ်ကောင်းပွဲစဉ်ဂျာမနီဂိုးပေါ်နဲ့အတူအောင်မြင်မှုတွေရရှိခဲ့ပါတယ်ဒီနေ့မှလည်း2000တန်ထိုးထိုးဝယ်ကောင်းပွဲစဉ်တွေကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ Viber ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ဗျာဒါ့အပြင်ဒီညမှာကျွန်တော်ရဲ့ Telegram Channel မှာ3သင်းပေါင်းလက်ဆောင်တကတ်ကိုလည်းတင်ပေးသွားဖို့ရှိပါတယ်ဒါကြောင့်မလို့ Telegram Channel ကို join ရသေးဘူးဆိုရင်တော့ဒီဗီဒီယိုလေးရဲ့အောက်မှာရှိတဲ့ Telegram Channel link ကို join ပြီးတော့ဒီညအတွက် Telegram Channel မှာတင်ပေးမဲ့3သင်းပေါင်းတကတ်ကိုလက်ဆောင်ဖြစ်ဝင်ယူလို့ရပါပြီဗျာအားလုံးပဲအဆင်ပြေအောင်မြင်မှုတွေရရှိကြပါစေကျွန်တော်ကတော့ Sam T Soccer ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်